တီသာသနာတန်ရှင်းတည်တဲ့ပြင်ပွားစီတော်ပရိယတိသာသနာနေရောက်လာရောက်ထုံးလင်းတောင်စီမာတိရစာကြတဲ့ဘာလို့ပြောလဲ။ခြေကပရိယတိလာမူလာမူတောင်းတော်ကျွမ်းကြောင့်သာသနာပြုလုပ်ငန်းလေးကိုအကောင်းချေဖို့ကျူးအဲ့တော့ဒီလိုတော့ပထမလုပ်ငန်းဖြစ်နေပါလားဒီပဲတော်မရည်တဲ့အနေသားမှာရည်တဲ့ဒီကံတွေကတော့ဘုံတော်ရဲ့အဲ့ဒီကိုယ်လေးပဲအဲ့ဒီမှာရှင်းပြတဲ့ရှင်းပြတဲ့တော့ဒါရီတောင်းပါတော့ငါးပါးဖြစ်တော့ဒီလိုပဲရှင်းရပါဒါပေမဲ့ဘာလို့ဟုတ်ပြီဒီကနေ့ဒီမှာအဲ့ဒီပေါ်လာတော့ငါးပါးဖြစ်ရမှာဒီလိုဖြစ်ပါတော့အဲ့ဒီတော့ဒီဘာကြီးတဲ့ဒီမှာအဲ့ဒီကိုပြောရတဲ့ဒေဝလူရကံတုသောကံလူလဘနာသနာအာရောယနနာကိုဒီအစီကိုယုံကြည်နေကြတာဒီလိုပါပဲသာသနာတော်သုဒီနာတဘောမဒီနေစီစီဒီရှင်တမနီယဟံဘာသာနာတိတိသာသာကြာကြာဘုရားမြတ်စေမြတ်ချစ်ပေါ်၏အမှန်တူသာသာကိုဒီနေ့ဒီကြာကြာကျေဝဝမ်းမြောက်နိုင်ကြဒီလိုစမြတ်ဝဲဒ